1990ခုနှစ်လောက်ကဘောလုံးမှာကားဟောင်းလေးစီးပေါ်မှာထိုင်ပြီးတစ်နေ့တာလုံးကိုလှုပ်ရှားရင်ကုံဆုံးနေတဲ့လူငယ်တယောက်ရှိခဲ့ပါတယ်။သူမှပတ်စံမရှိဘူး၊တီးကြွမရှိဘူး။ဒါပေမဲ့သူမှ visualization လို့ခေါ်တဲ့ဒီစိတ်ကူးရင်အစီအစဉ်တစ်ခုရှိတယ်။သူကကိုငါကဘာကျော်တရုပ်ဆောင်တယောက်ကိုမသိစိတ်တည်းခိုင်းမှယုံကြည်နေပါတယ်။ဒါ YouTube မို့လားဒါမှမဟုတ်အောင်မြင်မှုရဲ့လှုပ်ဝက်ချက်လား။ဒီနေ့မှာတော့အဲ့ဒီလူငယ်ဂျင်ကယ်ရီကသူ့ရဲ့မသိစိတ်ကိုတုံးပြီးဘလို့တန်းကျွယ်တတိဖြစ်သွားခဲ့လဲဆိုတော့စိတ်ပညာနည်းလမ်းကိုပြောပြပေးသွားမှာပါအဲ့ဒီလူငယ်ကညာတိုင်းကွန်မြူနတီခုပေါ်တက်ပြီးငါကအောင်မြင်နေပြီငါ့ကိုလူတိုင်းကချစ်ကြတယ်လို့စိတ်ထဲကနေမြင်အောင်ခဲ့ပါတယ်ဒါတွေမကဘူးသူကကိုယ့်ကိုတရုတ်ဆောင်ချင်းဒေါ်လာ10တန်းတန်တဲ့ချက်လက်မတ်ဆောင်ကိုယ်တိုင်ရေးပြီးပတ်စံအိတ်ထဲမှာမြဲဆောင်ထားခဲ့ပါတယ်သူ့မှာတကယ်မရှိသေးပေမဲ့ရနေပြီဆိုရဲခံစားချက်နဲ့နေ့တိုင်းရှင်သန်ခဲ့တာပါဒါစိတ်ပညာရာကိုယ့်ရဲ့အမူအရာနဲ့စိတ်အခြေအနေကိုပေါင်းဆက်လိုက်တာပဲဖြစ်ပါတယ်လူများစုကမြင်မှယုံမယ်လို့ပြောကြပါတယ်ဒါပေမဲ့အောင်မြင်သူတွေကတော့ယုံကြည်ရင်မြင်ရလိမ့်မယ်ဆိုတာသိကြပါတယ်ဂျင်ကယ်ရီကအဲ့ဒီချက်လက်မှတ်ကိုနေ့တိုင်းကြည့်ပြီးသူ့ရဲ့မတိစိတ်ကိုငါဒေါ်လာ10တန်းတန်တရုပ်ဆောင်လို့သတင်းစကားပေးပို့ခဲ့ပါတယ်9နှစ်ကြာမှတော့သူဟာDanvers ကားနဲ့တကယ်ပဲဒေါ်လာ10တန်းတရုပ်ဆောင်ကြီးရရှိခဲ့ပါတယ်ဒါကချက်လက်မှတ်ကအစစ်မြင်ဖြစ်လာခဲ့တာပါဒါတိုက်ဆိုင်မှုမဟုတ်ပါဘူးခင်ဗျားရဲ့ဘဝ reality ဟာခင်ဗျားရဲ့မသိစိတ်ထဲမှာဘာဝခိုင်မှာယုံကြည်လဲဆိုတဲ့အပေါ်မှာမူတည်နေပါတယ်ဂျင်ဂရီလိုပဲခင်ဗျားဖြစ်ချင်တဲ့အရာကိုဖြစ်နေပြီလို့စိတ်ထဲမှာယူဆလိုက်ပါအများကြီးခံဒီမှာခင်ဗျားအောင်မြင်နေတဲ့ပုံရိပ်ကို9မိနစ်လောက်မြင်အောင်ပြီးမှအိပ်ပါတင်အောင်လည်းကိုအောင်မြင်မှုအတွက်ပြင်ဆင်လိုက်ပါမတိစေရဲ့စွမ်းခင်ဗျားထင်တာတဲ့ပိုကြီးပါတယ်တင်ပေါဝင်တင်ပွားရဲ့ချက်လက်မှတ်ကိုတင်ကိုယ်တိုင်ရေးလိုက်ပါဒီဖြစ်ရဲ့ကိုကြားရပြီးဘယ်လိုခံစားရလဲဆိုတော့ comment မှာပြောခဲ့ပါအောင်နော်အခုလိုဖြစ်ရဲ့မှန်ဇလန်းတွေနဲ့စိတ်ပညာဘူးတူတာတွေကိုဆက်ပြီးသိရှိဖို့အတွက် My Frame Channel ကို subscribe လုပ်ထားပါ